မင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆက်ပေးရှင်တဲ့အိမ်အောင်လေးကတော့အိတ်ခမ်းဖက်များများနဲ့မိသားစုများများနေလို့အဆင်ပြေမယ်ကြစ်ကြစ်လေးလေးနဲ့တိဆောက်ထားတဲ့တစ်ထပ်အားစီအိမ်လေးကိုအယောင်းတင်ပေးရှင်ပါတယ်ခင်ဗျာဒီအိမ်လေးရဲ့ဒီနေရာကတော့တောင်ကြီးမြို့ဖျားဖြူရက်ကွက်နယ်မြေလေးလွယ်ခန်းလာမှာ10မိနစ်ခန့်တန်ကိုဝင်လိုက်တာနဲ့ဒီအိမ်ရဲ့ဒီနေရာလေးကိုရောက်ပါပြီခင်ဗျာဒီအိမ်ရဲ့ဝင်ချင်းမှာတော့ဧည့်ခန်းနဲ့ဖျားခန်းရှိပြီးဧည့်ခန်းမှာလည်းမန်ပရင်ပေါက်တွေထည့်ထားပေးတာမလို့အလင်းအောင်ကောင်းကောင်းရပြီးဧည့်ခံ area လေးကလည်းကြည်ကြဲဝန်းဝန်းရှိပါတယ်ခင်ဗျာတအိမ်လုံးပါကေးခင်ပြီးမျက်နှာချက်ဆေးပိုင်းကအစဘာမှပြန်လုပ်စရာမလိုပဲအစင်တက်တန်းနေရုံပါပဲခင်ဗျာဧည့်ခံရဲ့ညာဘက်ရှမ်းမှာတော့စင်ကယ်ခန်းနှစ်ခန်းရှိပါတယ်ခင်ဗျာဒါကတော့ပထမတစ်ခန်းပါဒါကတော့သူ့ရဲ့ဘေးကရဲ့ကနောက်ထပ်တစ်ခန်းပါဒီဘက်ဘေးမှာတော့စင်ကယ်ခန်းတစ်ခန်းနဲ့မတ်စတာဘက်ရွန်တစ်ခန်းရှိပါတယ်ခင်ဗျာအိတ်ခံဖက်များများဆဆရှိတာကြောင့်မိသားစုများများနဲ့နေရှင်တဲ့မိတ်ဆွေတွေအတွက်အရန်ကိုအဆင်ပြေတဲ့အိမ်လေးပါကစ်ချင်ခန်းနဲ့ကဲ့ရက်မှာလည်းနောက်ထပ်စင်ကယ်ခန်းတစ်ခန်းပါပါလိမ့်တယ်ခင်ဗျာရေမီအပြည့်စုံပါပြီအရှုပ်ရှင်ကိစ္စလုံးဝကင်းတာကြောင့်စိတ်ချက်လက်ရှောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီအိမ်လေးရဲ့ပိုင်ဆိုင်မှုကတော့105နဲ့ဖြစ်ပြီးရောင်းချပေးမဲ့ဈေးနှုန်းကတော့4800ကိုညှိနှိုင်းဈေးလေးနဲ့ရောင်းချပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကစ်ချင်ခန်းနဲ့ကဲ့ရက်မှာလည်းရေရှုခန်းနဲ့အိမ်သာတက်တက်တခန်းစီထည့်ထားပြီးပါသေးတယ်